ကျွန်တော်တို့တနေ့တာလုံးပင်ပန်းသမျှကိုအိတ်ဆက်ချင်းနဲ့အနားပေးလိုက်တဲ့အခါတကယ်တော့ကျွန်တော်တို့ရဲ့ဦးနောက်ကအနားမယူသွားပါဘူးဦးနောက်ကနောက်ထပ်ကဘာတစ်ခုကိုဖန်တီးလိုက်ပါတယ်အဲ့ဒါကတော့အိမ်မက်ပါပဲအချို့အိမ်မက်တွေကအယမ်းပျော်ဖို့ကောင်းပြီးအချို့ကြတော့လဲကြောက်စရာကောင်းတဲ့အိမ်မက်ဆိုးတွေဖြစ်နေတတ်ပါတယ်ဒါဆိုလူတွေဟာဘာကြောင့်အိမ်မက်မကြတာလဲသိပ္ပံပညာရှင်တွေကဒါကိုဘယ်လိုရှင်းပြထားလဲဆိုတာလေ့လာကြည့်ရအောင်ညစဉ်ကျွန်တော်တို့အိပ်ပျော်တဲ့အခါအဆင့်တွေအများကြီးရှိတဲ့အနက် IEN လို့ခေါ်တဲ့မျက်လုံးအိမ်အလျင်မျက်လှုပ်ရှားတဲ့အဆင့်မှာအိမ်မက်တွေကိုအများဆုံးနဲ့အထင်ရှားဆုံးမလစ်ရှိပါတယ်ဒီအချိန်မှာခန္ဓာကိုယ်ကလှုပ်ရှားလို့မရအောင်ယာယီလေးဖြစ်တယ်လို့ဖြစ်နေတတ်ပေမဲ့ဦးနောက်ကတော့ကျွန်တော်တို့နိုးနေရဲ့အချိန်တိုင်းတက်ကြွလှုပ်ရှားနေတာပါသိပ္ပံပညာရှင်တွေရဲ့အဆိုအရအိမ်မက်မက်ရခြင်းရဲ့ပထမဆုံးအဓိကအကြောင်းရင်းကတော့ဦးနောက်ကမှတ်ကြံတွေကိုစီစစ်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တာလုံးမြင်ခဲ့ကြားခဲ့ကြုံခဲ့ရတဲ့အချက်အလက်ထောင်ပေါင်းများစွာကိုဦးနောက်ကညာဘက်မှာရှင်းလင်းရေးလုပ်ပါတယ်အရေးကြီးတာတွေကိုကာလရှည်မှတ်ကြံနဲ့ရွှေ့ပြီးမလိုတာတွေကိုဖျက်ပစ်ပါတယ်ဒီလိုဖိုင်တွေစီစစ်နေတဲ့လုပ်ငန်းစဉ်အတွင်းမှာပုံရိပ်တွေအပိုင်းပိုင်းပြက်ပြက်ထွက်လာတာဟာအိမ်မက်တွေဖြစ်လာရတာပါဒုတိယအချက်ကတော့စိတ်တန်ရာနဲ့ခံစားချက်တွေကိုကုသပေးခြင်းပါအိမ်မက်တွေဟာကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုကြောက်ရွံ့မှုနဲ့ဝမ်းနည်းမှုတွေကိုဦးနောက်ကဖြေဖျောက်ဖို့စ조사တဲ့တဘာဝကုထုံးတစ်ခုဖြစ်ပါတယ်။ညကအယံဝမ်းနေပြီးအိပ်ပျော်သွားပေမဲ့မနေ့ကျရင်စိတ်သက်သာရာရသွားတာဟာအိမ်မက်ထဲမှာဦးနောက်ကအဲ့ဒီခံစားချက်တွေကိုဖြေရှင်းလိုက်လို့ပဲဖြစ်ပါတယ်။ဒါအပြင်အိမ်မက်တွေကိုအနေရကြိုတင်ဆက်တိုက်မှုလို့လည်းခေါ်ကြပါသေးတယ်အိမ်မက်ထဲမှာတစ်ခုခုစီကထွက်ပြေးရတာအနေရကြုံရတာတွေဟာတကယ်လက်တွေ့ဘဝမှာအနေရကြုံလာရင်ဘလို့တုံ့ပြန်ရမလဲဆိုတာကိုဦးနောက်ကဘေးကင်းတဲ့နေရာကနေကြိုတင်လေ့ကျင့်ပေးနေတာဖြစ်ပါတယ်။အိမ်မက်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအချက်အလက်တချို့ကိုပြောရရင်ကျွန်တော်တို့ဟာမနဲ့နိုးလာတဲ့အခါမခဲတဲ့အိမ်မက်တွေရဲ့95%ကိုစက္ကန့်ပိုင်းတွင်မေ့သွားတတ်ကြပါတယ်ပြီးတော့အိမ်မက်ထဲမှာမြင်ရတဲ့လူစိမ်းတွေရဲ့မျက်နှာဟာတကယ်တော့ဘဝမှာတစ်ချိန်မဟုတ်တစ်ချိန်လမ်းမှာဖြစ်ဖြစ် TV မှာဖြစ်ဖြစ်တကယ်မြင်ဖူးခဲ့တဲ့သူတွေဖြစ်ပါတယ်။ဦးနောက်ကမျက်နှာအစ်စ်ကိုကိုယ်တိုင်စက်ကနေမဖန်တီးနိုင်လို့ပါပို့ပြီးထူးခြားတာကတော့အမြင်အာရုံမရှိရဲ့မျက်မမြင်မွေးရပါလူသားတွေလည်းအတန်အနှံ့ခံစားမှာဥတွေနဲ့အိမ်မက်မကြတာပဲဖြစ်ပါတယ်။ခြုံငုံပြီးပြောရရင်အိမ်မက်ဆိုတာကျွန်တော်တို့ရဲ့ဦးနောက်ကစပိတ်မသွားပဲနောက်ွယ်မှာအလုပ်တွေစ조사ပန်းစားလုပ်နေရတဲ့ရလက်တစ်ခုပဲဖြစ်ပါတယ်။